ပိုင်ငယ်ငါမှာယေရှုသည်မာသားကို၎င်းသူ၏ညီမနှင့်လာဇရုကို၎င်းချစ်တော်မူ၏သခင်ယေရှုချစ်တယ်နော်သခင်ယေရှုချစ်တယ်သူတို့မောင်နှမတွေကိုဒါပေမဲ့မသွားဘူးကြည့်လိုက်6မှာပါပြောလဲလာဇရုနာသည်ကိုကြားတော်မူလင်ကြွတော်မူပဲထိုရက်၌နှစ်ရက်နေတော်မူ၏လာဇရုနေမကောင်းဖျားနာနေတာကြားတယ်တဲ့သိတယ်တဲ့ဒါပေမဲ့သွားလာနှစ်ရက်တောင်နေပလိုက်တယ်တမင်သက်သက်နေပလိုက်တာလာဇရုဘာဖြစ်တော့သေသွားဟာမာရီနဲ့မာသာအကြီးကျယ်ကိုတော်ရှင်ကျမမောင်မသေးဘူးအကြီးကျယ်ဝမ်းနေတာဒါပေမဲ့သခင်ရှုကတမင်သက်သက်ကိုပေးသေးလိုက်လာဇရုဘာလို့လဲ4 ရက်ကြာတဲ့လာဇရုကိုသေခြင်းကနေရှင်ပြန်ထမြောက်ဖို့အတွက်ဘုရားသခင်ကကြီးသောအမှုကိုလှုပ်ဆောင်ဖို့ဘာလုပ်နေရလဲရှိနေတော့ကြောင့်ဖြစ်တယ်ဒါကြောင့်မို့တစ်ခါတည်းမှာသခင်ရှုကသွားလို့ရပါတယ်သူနေမကောင်းတဲ့အချိန်မှာသွားဆုတောင်းပေးလို့ရလားမရဘူးလားရပါတယ်ဒါပေမဲ့သွားလားမသွားအောင်တခါတည်းမှာကျွန်တော်တို့ဆုတောင်းတယ်ဘုရားသခင်သူ့ကိုမသေးစေပါနဲ့ရှိစေပါအောင်ဒါပေမဲ့ဘာလို့သွားလဲသေသွားတယ်ခေါ်တော်မူခြင်းခံလိုက်ရဘုရားသခင်ကလည်းဆုတောင်းတော့နားမညောင်းမဟုတ်တာ၍ကောင်းတဲ့နေရာကိုရောက်သွားတာဖြစ်တယ်ဘုရားခင်ပေါက်ထားကလည်းပြင်ဆင်ထားတယ်ထာဝရဒုက္ခချမ်းသာကိုဝင်စားသွားခွဲခွာရတဲ့ခါမှာလူကဝမ်းနေပေမဲ့သူတာ၍ကောင်းတဲ့နေရာပေါက်သွားလဲရောက်သွားတာဒီမှာလာဇရု4 ရက်ကြာတဲ့အချိန်မှာဘာလုပ်လဲအသက်ပြန်ရှင်လာတယ်ကျွန်တော်မေးမယ်အဲ့ဒီပြန်ရှင်လာတဲ့လာဇရုပြန်သေလားမသေဘူးလားပြန်သေတယ်ဒီနေ့ခရစ်ယာန်တွေကအဲ့ဒီရှင်လာတဲ့လာဇရုကိုကြည့်ပြီးတော့သေသွားတဲ့အာသုဘမှာအလောင်းကိုဘာလို့ဖို့ပြန်ရှင်ဖို့သွားဆုတောင်းဟာကျွန်တော်တို့ကသင်္ခါရကိုဆွဲလန်းနေတာဒီခန္ဓာကိုယ်ရုပ်ဘာလုပ်နေရလဲဆွဲလန်းနေထာဝရကိုဘာလုပ်ရမလဲအစားဆွဲလန်းဒီမှာလာဇရုကိုဘုရားသခင်ပြန်ရှင်စေတယ်ဆိုတာကသူဟာသေခြင်းကိုအောင်မြင်တဲ့ဘုရားငါသည်ထမြောက်ခြင်းအကြောင်းဖြစ်တယ်အသက်ရှင်ခြင်းအကြောင်းဖြစ်တယ်ငါကိုယုံကြည်တော်သူကသေလွန်တော်လဲရှင်လိုက်မယ်ဆိုတဲ့အရာကိုဘာလို့ရှင်လို့ပြခြင်းလို့လာဇရုကိုခဏပြန်ရှင်ခိုင်းလိုက်တာအဲ့ဒီလာဇရုထာဝရမရှင်ပါဘူးဒီလောကကြီးမှာပြန်သေရတာပဲဒီခန္ဓာကိုယ်နဲ့ပုတ်တက်သောခန္ဓာကိုယ်နဲ့ထာဝရကောင်းကင်ကိုဝင်စားလို့မရအောင်ဒါကြောင့်မို့ဒီအချက်မှာကြည့်တဲ့အခါမှာလေသခင်ရှုသွားလို့ရပါတယ်ဒါပေမဲ့သွားလားမသွားဘသူမှစောတကတက်ခွင့်မရှိဘူးဖခင်ရဲ့အကြံစီပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ခါတိုင်းမှာဆုတောင်းတယ်ဖခင်သခင်မသေးစေပါနဲ့ဖခင်သခင်မဆပါဒါပေမဲ့ဘာလို့သွားလဲသေသွားတယ်ဖခင်သခင်အကြံစီကတာ၍ကောင်းပါတယ်နော်သခင်ယေရှုကသူ့လက်ထက်မှာရှိတဲ့သေတဲ့သူတိုင်းကိုပြန်ရှင်အောင်မလုပ်ဘူးနော်သခင်ယေရှုလောကမှာခဏတာအသက်ရှင်တဲ့3 နှစ်ခွဲအမှုတော်ဆောင်တဲ့အချိန်မှာ3 ယောက်ကိုပဲသေခြင်းကနေပြန်ရှင်အောင်လုပ်ခဲ့တယ်အဲ့ဒီအချိန်မှာသေတဲ့သူတွေအများကြီးရှိမှာပဲဒါပေမဲ့သခင်ယေရှုလုပ်လား